အချစ်စင်မတီးထင်ရလျက်စိတ်စီဘဝနဲ့စီသစ္စာဝရိချမြတ်တာအိမ်ကဖွင့်သွားသူကတင်းရလီသစ္စိချူချူရေပြီအညူခက်တော်ဒီမိုးလျက်တွေအိမ်မပမာနီလက်လို့တွေရောက်ရောက်ချင်မတီးစိတ်စားအသေးအိမ်မရပဲအတိဘဝရဲ့ဝေးချရာအချစ်စင်မတီးထင်ရလျက်စိတ်စီဘဝနဲ့စီသစ္စာဝရိချမြတ်တာအိမ်ကဖွင့်သွားသူကတင်းရလီသစ္စိချူချူရေပြီအညူခက်တော်ဒီမိုးလျက်တွေအိမ်မပမာနီလက်လို့ပဲပြောက်ပြောက်ချင်တီစိတ်စားအသက်အိမ်မရပဲအတိဘဝရဲ့ဝေးချရာမိမသားလို့စင်ရရသည်အချစ်ဦးသခင်ရဲ့မပြစ်ဘူးမထင်းနဲ့ခင်ရဲ့မင်းရဲ့ချစ်ခဲ့ပါသည်ယူရဲ့ပုံရဲ့ပြုံးတွေကပါတီအမုန်းဆူရာဝီလာဝီဒုလက်ကိုကြည့်နေဇာလီကူမဆူဝီဒီချစ်ပင်ချစ်မို့ချစ်စာပြိုးရဲ့ဒီအခုတော့တပြေးစီတွေ့ပြီးရှောင်းပုံအမုန်းမီလီများစိတ်သွားလေရှာမိပြန်ပြီမြင်မြင်သမျှတွေ့သမျှလူကိုမီးမြန်းပြီကျမကိုလေးအယူလို့ဆိုကြကျမကိုလေးအယူလို့ပြောကြဟာတိတ်လို့ရင်လိုက်ချင်သည်မခံစားဘူးတော့ကိုရင်းစားပြီးပုတ်စားတဲ့ဘုတ်ကိုချင်ထုတ်ချင်သည်ဒီလူနဲ့ချင်ရသူမြင်လူနဲ့ပြောကြသည်ဘသူရင်းယူသလဲခွေးများတိပရစီအချစ်စင်မတီးထင်ရလျက်စိတ်စီဘဝနဲ့စီသစ္စာဝရိချမြတ်တာဤတကားဖွင့်သွားသူကတင်းရလီသစ္စိချူချူရေပြီအညူခတ်တော်ဒီမိုးလျက်တွေအိမ်မပမာနီလက်လို့ပဲပြောက်ပြောက်ချင်မတီးစိတ်စားအသက်အိမ်မရပဲအတိဘဝရဲ့ဝေးချရာလိုက်ချင်ရဲ့မိမသားမှုစင်ရရသည်အချစ်သခင်ရဲ့မပြစ်ဘူးမထင်းနဲ့ခင်နဲ့မင်းနဲ့ချစ်ခဲ့ပါသည်ယူရဲ့ပုံရဲ့အပြုံးလေးကပါတီအမုန်းဆူလာဝီလာဝီဒုလက်ကိုကြည့်နေဇာလီကူမဆူဝီဒီချစ်ပင်ချစ်မို့ချစ်စာပြိုးရဲ့အခုတော့တပြေးစီတွေ့ပြီးရှောင်းပုံအမုန်းမီများစိတ်သွားလေသူကိုမှရှာမိပြန်ပြီမြင်မြင်သမျှတွေ့သမျှလူကိုမီးမြန်းမိပြီကျမကိုလေးအယူလို့ဆိုကြကျမကိုလေးအယူလို့ပြောကြဟာတိတ်လူကြီးလေးချင်သည်မခံစားဘူးတော့ကိုကြီးမစားပြီးဥစားတဲ့ဘုတ်ကိုပြင်ထုတ်ချင်သည်ဒီလူလေးချင်ရည်သူမြင်လူနဲ့ပြောကြသည်ဘသူတွေယူသလဲ